အတော့ဟာသူဖြတ်တန်းခဲ့တဲ့ငယ်စဉ်ဘဝစွန်စားခန်းတွေအကြောင်းကိုထူးဆန်းအောင်ဖွယ်ပုံမြင်နေဖြစ်ပြောပြတတ်ပါတယ်။သူဟာအဲ့ဒီအကြောင်းကိုပဲတားဖြစ်သူဝီအတွက်အဲ့ရဝန်ပုံမြင်အဖြစ်ကနေအခုဝီရွယ်ရောက်လာလို့လက်ထက်တော့မဲ့ဇနီးလောင်းဖြစ်သူဂျိုးဆက်ဖင်နဲ့မင်္ဂလာပွဲအပြည့်အသက်တွေထိပါနှစ်ပေါင်းများစွာပြောပြနေတော့ဖြစ်ပါတယ်။အဲ့ဒီတုန်းကသူဟာအလာဘားမားပြည်နယ်ကဘယ်သူမှဖမ်းလို့မမိနိုင်ခဲ့တဲ့ငါးကြီးတစ်ကောင်ကိုဝင်မွေးခဲ့တဲ့ညမှာပဲသူ့ရဲ့မင်္ဂလာလက်စွပ်နဲ့များပြီးဖမ်းနိုင်ခဲ့တဲ့အကြောင်းအားပါးရပြောပြနေပါတယ်။ပြည်သက်တွေအားလုံးအပါအဝင်ဂျိုးဆက်ဖင်ကပါပုံမြင်ကိုစိတ်ဝင်စားသဘောကျကြပေမဲ့ဝီကတော့ကြားအပံများလို့ညှင်းငွေ့နေပါတယ်။မင်္ဂလာအခမ်းအနားပွဲပြီးသွားတဲ့အခါမှာတော့ဝီကသူ့ဖေးရဲ့ထောင်တညပုံမြင်တွေကိုပြောနေတာရက်လိုက်တော့ဖို့ပြောခဲ့ပါတယ်။သူဟာဒီပုံမြင်ကိုအချိန်ထောင်ပေါင်းများစွာနားထောင်ကြားခဲ့ရပြီးပြီမို့ပြည်သက်တွေဘယ်လောက်ပဲသဘောကျပါစေသူကတော့မုန်းနေပြီလို့ပြောခဲ့ပါတယ်။အဲ့တော့လည်းတားဖြစ်သူကိုစိတ်ကွက်သွားခဲ့ရင်အဲ့ဒီညကစားလို့တားပါညောက်စကားမပြောကြတော့တာ3နှစ်တောင်ကြာသွားခဲ့ပါတယ်။ဝီကတော့အဲ့တော့ရဲ့ငယ်ဘဝအကြောင်းကိုလုံးဝမသိရပဲဒဏ္ဍာကြီးနဲ့စိတ်ကူးဝင်ဆန်တဲ့အဖြစ်အပျက်တွေကိုသာကြားသိနေရတာကြောင့်ဝီခွဲမရရင်လက်မခံနိုင်ဖြစ်နေခဲ့ရတာဖြစ်ပါတယ်။တရက်မှာတော့သူ့အမေစီကနေအဲ့တော့ရဲ့ကင်ဆာရောဂါအခြေအနေဟာကုသလို့မရတော့အောင်အခြေအနေဆိုးနေပြီဆိုတာသိလိုက်ရတဲ့အခါမှာတော့ဇနီးတဲ့ဂျိုးဆက်ဖင်နဲ့အတူအလာဘားမားကိုအမြန်ပြန်လာခဲ့ကြပါတယ်။လီရင်ပေါ်မှာဝီကကောင်လေးတစ်ယောက်လက်နဲ့အရေးရုပ်လေးတွေလုံးနေတာကိုကြည့်ရင်ငယ်ဘဝတုန်းကသူ့ဖေပြောပြခဲ့တဲ့စုံမတစ်ယောက်အကြောင်းကိုသတိရသွားပါတယ်။အဲ့တော့နဲ့သူ့တငယ်ချင်းဒွန်းဇာဂီတို့ဟာဖမ်းမျက်လုံးတစ်ဖက်ပဲရှိတဲ့စုံမကြီးနေထိုင်ရာရွှွညွန့်အိုင်စီကိုသွားခဲ့ကြပါတယ်။အဲ့ဒီမျက်လုံးတွေကိုကြည့်လိုက်ရင်လူတစ်ယောက်ဘလို့သိရမလဲဆိုတာမြင်ရတယ်လို့ဆိုကြတာကြောင့်ကလေးသဘာဝသွားစူးစမ်းခဲ့ကြတာဖြစ်ပါတယ်။စုံမကြီးကသူ့ရဲ့မျက်လုံးစည်းကိုဖွင့်လိုက်တဲ့အခါဇာဂီကသူ့အသက်ကြီးတဲ့အခါလေကားပေါ်ကပြုတ်ကျသေးမှကိုမြင်လိုက်ရပြီးဒွန်းကတော့ငယ်ငယ်ရွယ်ရွယ်နဲ့နှလုံးရဲ့သေးမှကိုမြင်လိုက်ရပါတယ်။အဲ့တော့ကတော့တေချင်းတရားကိုမသိချင်သေးပေမဲ့သိထားရင်လည်းတခြားနည်းနဲ့အသက်မသေးရတော့မှသိထားရတာကအကျိုးမြတ်ဖြစ်နိုင်နေဆိုကသူ့ရဲ့တေချင်းတရားကိုတည်တည်ငြိမ်ငြိမ်နဲ့ကြည့်ကခေါင်းငိမ့်လက်ခံလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အဲ့တော့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံဟာမြ мян ဆန်ဆန်ကြီးထွားလာလို့ခန္ဓာကိုယ်ကိုထိမ့်ညှိပေးတဲ့ဆက်ကြီးနဲ့ဂရင်ပေါ်မှာ3နှစ်တောင်နေခဲ့ရပါတယ်။သူပြန်ကောင်းလာတဲ့အချိန်မှာတော့ထူးချွန်တဲ့အာကစားသမားမျက်ရည်လုပ်ငန်းမှာအောင်မြင်တဲ့သူတိတ်ပြန်ပြပွဲတွေမှာဆူရသူနဲ့မိလောင်နေတဲ့အထက်ကခွေလေးကိုကယ်တင်ခဲ့တဲ့သူဖြစ်တမျိုးလုံးရဲ့သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာတော့ဘလူးကြီးတစ်ကောင်မျိုးနဲ့ရောက်လာပြီးညတစ်ကောင်မှာတိုးတွေကိုခိုးစားတဲ့ပြဿနာတက်ပါတယ်။သူဘလို့သိရမလဲဆိုတာသိနေပြီးသားဖြစ်တဲ့အဲ့တော့ကမျိုးတော်ဝင်နဲ့မျိုးနေလူထုရှိမှာပဲဒီပြဿနာကိုဖြေရှင်းပေးဖို့တာဝန်ယူလိုက်ကဘလူးကြီးနေထိုင်ရာဂူကြီးစီကိုထွက်လာခဲ့ပါတယ်။လူဘလူးကြီးနဲ့ညီနိုင်ခဲ့ပြီးသူတို့နှစ်ယောက်ရဲ့ရီမန်းချက်တွေအတွက်လည်းဒီမျိုးငယ်လေးဟာသေးငယ်လွန်းနေတာမို့နှစ်ယောက်သားထွက်သွားကြဖို့သဘောတူညီမှုရသွားကြပါတယ်။မျိုးလူထုကဘလူးကြီးထွက်သွားလို့ဝမ်းသာအားရဖြစ်နေကြသလိုမျိုးတော်ဝန်ကလည်းအဲ့တော့ကိုမျိုးရဲ့ကိုရူးဆောင်တော့ကိုပေးရခဲ့ပါတယ်။အရှတန်ကနေထွက်လာကြရင်လမ်းဆုံးတစ်ခုကိုရောက်တဲ့အခါမှာတော့အဲ့တော့ကလူတွေပြောကြတဲ့အတိုင်းတကယ်ကိုတရေ6တလားဆိုတာသိချင်လို့ကြောက်စရာကောင်းတဲ့လမ်းဟောင်းကနေတယောက်တည်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့တော့ဟာတော်ထဲကဖြက်လန်းအတိုင်းသွားရင်းနဲ့လူသူမသိကြတဲ့စပတာဆိုတဲ့ထူးဆန်းတဲ့တစီမျိုးလေးတစ်မျိုးကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမျိုးလေးကလူတွေဟာခြေပလာနဲ့သာသွားလာကြပြီးဖက်နှက်တွေကိုတော့ကြိုးတန်းလုတ်ကချိတ်ဆွဲထားကြပါတယ်။မြို့တော်ဝင်သူဇနီးနဲ့သမီးလေးဂျဲနီတို့ကအဲ့တော့ကိုစီးကြိုကြပြီးမြို့တော်ဝင်ရဲ့မှတ်တမ်းစာအုပ်ထဲမှာလည်းအဲ့တော့ရောက်လာမယ်ဆိုတာပါပြီးသားဖြစ်ပေမဲ့သူကသတ်မှတ်ထားတဲ့အချိန်ထက်ဆော့ရောက်လာတာဖြစ်ကြောင်းပြောပြပါတယ်။အဲ့ဒီမှာသူဟာအရှတန်ကနေအရင်ရောက်နေတဲ့နော်တာဝင်းစလိုဆိုတဲ့သူနဲ့လည်းစုံခဲ့ပါသေးတယ်။ညဘက်မှာတော့ရေကန်ထဲမှာရေချိုးနေတဲ့အမျိုးသမီးငယ်တယောက်စီကိုမွေးတကောင်ချင်းကပ်လာတာတွေ့လိုက်လို့ကူညီဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲအဲ့ဒီမျိုးသမီးကရေထဲငုံရှိုးသွားပြီးသူဖမ်းလိုက်တဲ့မွေကလည်းတေကန်းကြောက်တစ်ခုဖြစ်သွားပါတယ်။ဂျဲနီကသူ့ကိုကန်းဆက်မှလာတွေ့ပြီးအဲ့ဒီမျိုးသမီးကဘယ်သူမှမဖမ်းမိနိုင်တဲ့ငါးကြီးတစ်ကောင်လို့ပြောပြပါတယ်။သူတို့နှစ်ယောက်မြို့ထဲပြန်လန်းမှဂျဲနီကသူမထက်ဆယ်နှစ်ကြီးပေမဲ့နှစ်ယောက်လုံးအသက်ကြီးသွားတဲ့အခါလက်ထက်ကျဖို့ဒီအသက်ကွာခြားချက်ကရေးမကြီးတော့ပါဘူးလို့ကလေးတွေးနဲ့ပြောခဲ့ပါသေးတယ်။မြို့ထဲရောက်တဲ့အခါပါတီဝဲလုံးနေတာကိုတွေ့ရပြီးအဲ့တော့ကဒီမြို့မှာအချီချဖို့အချိန်မတန်သေးဘူးလို့ခန်းစားမိတာကြောင့်ပြန်ဖို့ပြင်ပါတယ်။တည်ငြိမ်အေးချမ်းပြီးနေချင်းစပွဲဒီမြို့လေးမှာရောက်လာသူတိုင်းကဘယ်တော့မှပြန်ဖို့စကားမပြောကြတာကြောင့်အားလုံးကအံ့ဩသွားကြပါတယ်။ဂျဲနီကသူ့ကိုပြန်လာခဲ့ဖို့တောင်းဆိုတဲ့အခါသူလည်းတနေ့ကျတကယ်ပြန်လာခဲ့ပါမယ်လို့ဂရီပေးပြီးအားလုံးကိုနှုတ်ဆက်ကထွက်လာခဲ့ပါတယ်။ပြစ်စုံပန်းမှာတော့အိယာပေါ်မှာအနားယူနေတဲ့အက်ဒဝတ်ကိုဂျိုဆက်ဖင်ကသူတို့မင်္ဂလာဆောင်တုန်းကဓာတ်ပုံတွေကိုပြနေပါတယ်။အဲ့တော့ကတော့သူတို့လက်ထက်ချိန်မှာစန်တီယာကခြားတစ်ယောက်နဲ့စိတ်သက်ထားပြီးသားဖြစ်တာကြောင့်သူ့မင်္ဂလာဆောင်တုန်းကဓာတ်ပုံတစ်ပုံမှမရှိခဲ့ကြောင်းနဲ့သူတို့ဘလို့စားတွေ့ခဲ့လဲဆိုတဲ့ပုံမြင်ကိုဆက်ပြောပြပါတယ်။စပတာမျိုးကနေထွက်လာပြီးတဲ့နောက်အက်ဒဝတ်နဲ့ကားတို့ဟာကော်လဝဲဆက်ကပ်ပွဲကိုရောက်သွားကြပါတယ်။
စက်ကပ်ပိုင်ရှင်အိမ်မို့ကသူတို့စက်ကပ်ရဲ့ဘလူးကြီးကိုပွဲထုတ်ပြနေတော့သူထက်နှစ်ဆလောက်ပိုကြီးတဲ့ကားကိုသဘောကျသွားရင်းကကားဟာစက်ကပ်အဖွဲ့ထဲမှာအလို့ရသွားပါတယ်။တစ်ချိန်တည်းမှာအက်ဒဝတ်ကလည်းသူ့ရဲ့ကန်တရားဖြစ်ရမယ်လို့သူယုံကြည်ထားလိုက်မိတဲ့စပင်းရွှေရောင်အပြာရောင်ခေါင်းဝင်ဝဲချောမောလှပတဲ့မိန်းကလေးတစ်ယောက်ကိုအမှတ်မထင်တွေ့လိုက်ရပါတယ်။အချစ်စစ်နဲ့ဆုံလိုက်ရတဲ့အခိုက်အတန့်မှာအချိန်တွေကရက်သွားတတ်ပေမဲ့ပြန်လည်ပတ်လာတဲ့အခါမှာတော့အချိန်ကအယမ်းမြန်သွားလို့အဲ့ဒီမိန်းကလေးနောက်ကိုလည်းလိုက်ခွင့်မရဖြစ်သွားပါတယ်။ဒါပေမဲ့အိမ်မို့စီကနေသူမရဲ့အဖေဟာသူ့ရဲ့မိတ်ဆွေတွေကဆိုတာသိလိုက်ရပြီးသူ့စက်ကတ်ထဲမှာလာစာမြူပဲအလုပ်လုပ်ပေးရင်တလားတစ်ချိန်သူမအကြောင်းအချက်လက်တစ်ခုချင်းစီကိုပြောပြမဲ့အကန့်လန့်ချက်ကြီးကိုပြောကြီးလက်ခံလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးအက်ဒဝတ်ဟာစက်ကတ်ထဲမှာ၃ရက်အစာမစား၄ညဇက်တိုက်တောင်မအိပ်ပဲကြုံရကြပန်းအလုံးမှန်သမျှကိုလုပ်ပါတော့တယ်။ပထမဆုံးလမှာအိမ်မို့ကအဲ့ဒီမိန်းကလေးဟာဝါဝဝန်းပပဒက်ဖီတယ်ပန်းလေးတွေကြိုက်တယ်လို့ပြောပြပါတယ်။နောက်တစ်လမပြည့်မချင်းသူမကဒက်ဖီတယ်ပန်းလေးတွေကြိုက်တယ်လို့ရေးရင်းအက်ဒဝတ်လည်းအပျော်ကြီးပျော်နေခဲ့ပါတယ်။နောက်တစ်လမှာတော့သူမတက်ကတူတက်နေပြီဆိုတာသိလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူမကဂီတကိုဝါသနာပါကြောင်းသိရပြန်ပါတယ်။ဒီလိုနဲ့၃နှစ်တောင်ကြာလာတဲ့အခါမှာသူမရဲ့နာမည်တောင်မသိရသေးတဲ့အက်ဒဝတ်တယောက်စိတ်မရှိနိုင်တော့ပဲအိမ်မို့ရဲ့နောက်တွဲရင်ထဲကိုဝင်ပြီးစကားပြောဖို့ကြိုးစားပါတော့တယ်။သူတကားဖွင့်လိုက်တာနဲ့ဝမလွေတကောင်ကသူ့ကိုအတင်းခုံဝင်တိုက်ခတ်ခဲ့ပြီးတကန်းချောက်လေးနဲ့မတော်တဆပြစ်လိုက်မိတဲ့အခါမှာလိမ့်လိမ့်မာမာနဲ့သူ့စီပြန်လာကောက်ပေးပါတယ်။မနဲ့လင်းလို့သွားကြည့်တော့အဲ့ဒီဝမလွေကြီးဟာအိမ်မို့ဖြစ်နေပြီးသူဟာလူသားစစ်စစ်မဟုတ်ပဲဝမလွေလူသားတစ်ပိုင်းဝဲဟုဖြစ်နေတာသိလိုက်ရပါတယ်။ဝမလွေဖြစ်နေချိန်မှာတောင်သူ့ကိုအသက်အန္တရာယ်မပြုတာကြောင့်အိမ်မို့ကကျေးဇူးတင်တဲ့အနေနဲ့မိန်းကလေးရဲ့နာမည်ကစန်တရာဖြစ်ကြောင်းနဲ့သူမဟာအော်ဗန်တက္ကသိုလ်မှာကျောင်းတက်နေကြောင်းပြောပြလိုက်ပါတော့တယ်။အက်ဒဝတ်လည်းပျော်လွန်းလွန်းဝကောင်းစားလာတွေဝဲဒက်ဖီတယ်ပန်းတွေကိုပြင်ဆင်ပြီးစန်တရာကျောင်းတက်ရာတက္ကသိုလ်စီကိုပြေးသွားပါတော့တယ်။သူမရဲ့မျက်နှာလှလှလေးမျက်နှာနဲ့တုံဆိုင်မနေတော့ပဲသူ့ကိုယ်သူမိတ်ဆက်ကသူမကိုသူဘလောက်ချစ်နေခဲ့ရကြောင်းပြောပြပါတယ်။သူမအကြောင်းကိုသိရဖို့အတွက်တနက်နဲ့ပြစ်ခံရမှုတလို့ဓာတ်နဲ့လည်းထိုးခံရမှုကြောင်းနဲ့သုံးကဆင်အနှင်းခံရလို့နှယုံးနှစ်ခါကျိုးသွားမှုကြောင်းမှာပြောပြပါတယ်။ဒါပေမဲ့အခုအခါမှာတော့သူသိချရတဲ့မိန်းကလေးကိုတွေ့နေရပြီးစကားပြောခွင့်ရနေပြီမို့ဒါတွေအလုံးကအကုန်ထိုက်တန်ပါတယ်လို့ချီရေးစကားဆိုပါတယ်။သူမကိုရှာတွေ့သွားလို့လေသူ့ကိုယ်သူကံအကောင်းဆုံးသူဖြစ်သွားပါပြီလို့ခံယူလိုက်ပေမဲ့မိန်းကလေးမှာစစ်သက်ထားပြီးသူတငယ်ချင်းဟောင်းဒွန်ရှိနေပြီဖြစ်ပါတယ်။သူခဏတာဆွန့်အားသွားပေမဲ့အရာအလုံးအတွက်တောင်းပန်စကားဆိုကနှုတ်ဆက်ထွက်ခွာလာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ချစ်ဦးဟာမျိုးရဲ့လူဆိုးတစ်ယောက်နဲ့လက်ထပ်ရတော့မှာကိုမခံမရနိုင်ဖြစ်မိလာတဲ့အက်ဒဝတ်ဟာချက်ချင်းပဲပြန်လှည့်လာခဲ့ပြီးစန်နီယာရဲ့ချစ်ကိုရဖို့ညီမျိုးစုံနဲ့ကြိုးပမ်းมาတော့တယ်။သူမစာတင်နေချိန်ဆရာရဲ့ပရိုဂျက်တာမှာတနည်းစာတင်ဆောင်အပြင်ဘက်လမ်းလျှောက်ချိန်ကောင်းကင်ကတိမ်တိုက်တွေမှာတဖုံညီမျိုးမျိုးနဲ့သူ့ရဲ့ခံစားချက်တွေကိုဖွင့်ဟပြပါတယ်။နောက်တနေ့မနက်စန်နီယာအိယာနုံးချိန်မှာတော့အက်ဒဝတ်ကဒဗီတယ်ပန်းကင်းကြီးနဲ့သူမရဲ့အဆောင်အောက်မှာရောက်နေပြီးချီရေးစကားဆိုပြန်ပါတယ်။ဒီလောက်အများကြီးပန်းတွေကိုဘလို့ရလာတာလဲမေးတော့ပြည်နယ်၅ခုကပန်းဆိုင်အကုန်လုံးကနေသူစနီးဖြစ်လာမဲ့သူကိုလက်ထပ်ဖို့နီလန်းကဒီတနည်းပဲရှိတော့တာလို့ပြောပြီးအကူအညီတောင်းရယူလာခဲ့တာလို့ပြောပြပါတယ်။ဒီလိုစိတ်ကူးရွံ့ဆန်တဲ့အပြုအမူတွေကြောင့်စန်နီယာစိတ်လှုပ်ရှားသွားပေမဲ့ဒွန်ရောက်လာတဲ့အခါမှာတော့အက်ဒဝတ်ကိုသူမရဲ့စိတ်သက်ထားသူကိုအန်ဒီရမပြုတ်ဖို့တောင်းပန်ပါတယ်။ဒွန်ကစိတ်ဆိုးမှန်ဆိုးနဲ့ထိုးကြိတ်ပေမဲ့အက်ဒဝတ်ကတော့သူ့ခရီးစကားကြောင့်ဘာမှပြန်မလုပ်ခဲ့ပဲအသာတကြီးထိုးကြိတ်ခံနေခဲ့ပါတယ်။ဒွန်ရဲ့ရက်ဆက်ပြီးအကျန်းဖတ်တတ်တဲ့စိတ်ဓာတ်ကိုလည်းစန်နီယာကတီးသွားရင်းကစစ်သက်ထားတာကိုဖျက်သိမ်းကအက်ဒဝတ်အချစ်ကိုတခါတည်းလက်ခံလိုက်ပါတော့တယ်။ဒွန်ရဲ့လက်ချက်နဲ့ဒဏ်ရာတွေကုသနေတော့မှပဲအက်ဒဝတ်ဟာစစ်မှုထမ်းမှုစင့်ခေါ်စာရောက်လာပါတယ်။စန်နီယာနဲ့ခွဲရမှာကိုစိုးရိမ်ပေမဲ့သူဘလို့သိမလဲဆိုတာကြိုတည်ထားတဲ့အတွက်စစ်မြေပြင်မှာသူသိမှမဟုတ်ဘူးလို့လည်းယုံကြည်ချက်ရှိနေပါတယ်။ဒါကြောင့်စစ်မှုထမ်းရမယ့်၃နှစ်တာကာလကို2နှစ်အထိလျှော့ချနိုင်မှုအတွက်သူဟာအန်ဒီရရှိဆုံးတာဝန်တွေကိုပဲရွေးယူခဲ့ပါတယ်။တခါမှာတော့ရန်သူစခန်းကနေမြေပုံတွေသွားခိုးဖို့ရှုပ်ဝက်တာဝန်ကိုသူလက်ခံခဲ့ရင်းကပွဲခန်းတစ်ခုတည်းကိုလေဒီနဲ့ခုံဆင်းဝင်ခဲ့ပါတယ်။အဲ့ဒီမှာတချင်းဆိုတဲ့အမွာအညီမဖင်းနဲ့ချင်းတို့နဲ့တွေ့ဆုံခဲ့ပြီးသူ့အဖြစ်အပျက်တွေကိုပြောပြအကူအညီတောင်းကသူ့ရဲ့အချစ်စိတ်ကြောင့်ပဲညီမတွေကပါသူ့မရှင်ကိုအောင်မြင်အောင်ကူညီပေးခဲ့ကြပါတယ်။ဒါပေမဲ့ကဘာတွဲလောက်ပတ်ရတဲ့လန်ခီကကြံ့ကြာနေခဲ့ပြီးမိခင်တရင်နဲ့အဆက်အသွယ်ပြတ်သွားတာကြောင့်စစ်တပ်ကအက်ဒဝတ်တည်ဆုံသွားပြီလို့သတ်မှတ်ကစန်နီယာစီကိုအကြောင်းကြားစာပေးပို့လိုက်ကြပါတယ်။အက်ဒဝတ်ဟာလေးလကြာပြီးနောက်မှအိမ်ကိုပြန်ရောက်လာခဲ့ပြီးစန်နီယာနဲ့ပြန်ဆုံခဲ့ရပါတယ်။အခုပြစ်စုံပန်းမှာတော့ဂျိုဆက်ဖင်းကသူမသိထားတဲ့အက်ဒဝတ်ရဲ့ဇာတ်ကြောင်းတွေကိုဝီကိုပြန်ပြောပြနေပါတယ်။ဒါပေမဲ့ဝီကတော့ဒါတွေဟာစိတ်ကူးရင်တက်တက်ပဲလို့အခိုင်အမာယုံကြည်နေတုံးပဲဖြစ်ပါတယ်။သူ့ရဲ့ကလေးဘဝတစ်ချောင်းလုံးမှာအဖေဖြစ်သူဟာအိမ်မှာမရှိဘဲအမြဲတမ်းခီးထွက်နေတတ်တာကြောင့်တခြားမိသားစုတစ်ခုရှိနေတာလားလို့တောင်သူတန်တရားဝင်ခဲ့မှုပါတယ်။
အဲ့ဒီနောက်မှာတော့ဝီဟာသူ့အဖေနဲ့တီးတန့်စကားပြောခဲ့ပြီးသူသိချင်နေခဲ့တဲ့သူ့အဖေရဲ့တကယ်ဘဝအစစ်အမှန်အကြောင်းကိုမေးခဲ့ပါတယ်။ဒါပေမဲ့အက်ဒဝတ်ကတော့သူ့ပုံမြင်တွေကအစ်စ်တွေပါလို့တင်းခံနေတာကြောင့်ဝီလည်းအခန်းထဲကနေစိတ်ပြက်လက်ပြက်နဲ့ထွက်လာခဲ့ပါတယ်။အဲ့ဒီနေ့လယ်မှာတော့ဝီဟာသူ့အမေနဲ့အတူအက်ဒဝတ်ရဲ့ရုံးခန်းကိုတန်ရှင်းလုပ်ပေးရင်ဆန်နီယာကစစ်တပ်ကပို့ခဲ့တဲ့စာကိုရှာတွေ့သွားပါတယ်။အက်ဒဝတ်တည်ဆုံသွားပြီလို့ကြေညာထားတဲ့အဲ့ဒီစာကိုကြည့်ပြီးဝီအံ့ဩသွားတဲ့အခါဆန်နီယာကသူပြောသမျှတွေကလိန်ညာတွေကြီးပဲမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီစာကိုဖတ်ရင်းနဲ့ဝီဟာပုံမြင်ရဲ့နောက်ထပ်အပိုင်းကိုပြန်သတိရသွားပါတယ်။စစ်ပြီးတဲ့နောက်မှာအက်ဒဝတ်ဟာမိသားစုအတွက်အိမ်ကောင်းကောင်းလေးဝယ်ပေးနိုင်ဖို့နေလေအယောင်စီးရေးဖြစ်အလုပ်လုပ်ရင်တက္ကဆက်ပြည်နယ်ကဘဏ်တစ်ခုမှာနော်တာနဲ့မမျောလင့်ပဲပြန်ဆောင်ခဲ့ပါတယ်။အက်ဒဝတ်လိုပဲစပတာမျိုးကနေထွက်လာပြီးတဲ့နောက်နော်တာဟာပြင်ပလောကမှာတင်ယူစရာတွေအများကြီးရှိမှန်းသိသွားပြီးခီးတွေလျှောက်သွားရင်းနဲ့အခုအခါမှာတော့ဗန်တမားတယောက်ဖြစ်နေပြီဖြစ်ပါတယ်။အက်ဒဝတ်ကိုလည်းဗန်တမားတိုက်ဖို့အတင်းအကျပ်ကူညီခိုင်းခဲ့ပေမဲ့ဗန်ထဲမှာပိုက်ဆံတပြားမှမရှိတာကိုသိလိုက်ရပါတယ်။အက်ဒဝတ်ကစီးပွားရေးအပြောင်းလဲတွေကြောင့်ဗန်မှာပိုက်ဆံမရှိတော့တာကိုရှင်းပြရင်ပိုက်ဆံအစစ်မှန်က Wall Street မှာရှိတာလို့လမ်းညွှန်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Wall Street မှာနော်တာဟာချမ်းသာတဲ့စတော်ပွဲစားကြီးဖြစ်သွားပြီးကျေးဇူးတင်တဲ့အနေနဲ့အက်ဒဝတ်စီကိုချက်လက်မှတ်တစ်ဆောင်ပို့ပေးခဲ့ကအဲ့ဒီပိုက်ဆံနဲ့ပဲအက်ဒဝတ်ဟာသူတို့ရဲ့အိမ်မက်ဖြစ်တဲ့ချက်စီကိုဖြူလေးနဲ့အင်ကြီးကိုဝယ်ယူနိုင်ခဲ့ပါတယ်။အခုပြစ်စုံပန်မှာတော့ဝီဟာသူ့အဖေရဲ့ကိုရဲမှတ်တမ်းတွေကိုလိုက်ရှာနေရင်းနဲ့သူ့အဖေအရင်ကတော်လန်းကနေဖြတ်သွားခဲ့ဘူးတဲ့ဆိုတဲ့မျိုးလေးကဂျနီဖာဟေ့ဆိုသူရဲ့ပိုင်ဆိုင်မှုမှတ်တမ်းတစ်ခုကိုရှာတွေ့သွားပါတယ်။သူဟာအဲ့ဒီလိပ်စာအတိုင်းလိုက်သွားရင်စပတာမျိုးကကြိုးဆိုပါသည်ဆိုတဲ့စိုင်းဘုတ်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမှာဂျနီဖာနဲ့ဆုံတဲ့အခါဝီကခမ ्या ကကျွန်တော်အဖေရဲ့မယငယ်လားလို့တဲ့ရီမေးလိုက်ပါတယ်။ဂျနီဖာကဘာလို့အက်ဒဝတ်ကိုမမေးတာလဲလို့ပြန်မေးတဲ့အခါအဖေပြစ်သူတည်ဆုံးကနေဖြစ်နေပြီလို့ဝီကရှင်းပြပါတယ်။ဒါကိုကြားတော့ဂျနီဖာလည်းစိတ်မကောင်းဖြစ်သွားပြီးအက်ဒဝတ်အပေါ်ဝီရဲ့အမြင်တွေလွဲမှားသွားမှစိုးရိမ်တာကြောင့်ဘာမှမပြောဖို့ညှင်းပါတယ်။ဒါပေမဲ့ဝီကအမှန်တရားကိုသိချင်တယ်လို့ဇိုတွန်းတောင်းဆိုတာကြောင့်ဂျနီဖာကသူမအတွက်နောက်ကျလွန်သွားပြီဖြစ်တဲ့ဒုတိယအကြိမ်အက်ဒဝတ်စပတာမျိုးကိုရောက်လာခဲ့တဲ့အကြောင်းကိုပြောပြပါတော့တယ်။အဲ့ဒီတုန်းကအက်ဒဝတ်ဟာအိမ်ပြန်လမ်းမှာပြင်းထန်တဲ့မုန်တိုင်းမိပြီးရေအောက်ကိုရောက်သွားခဲ့ကရေကန်ထဲကမျိုးသမီးကိုထပ်တွေ့ခဲ့ရပြန်ပါတယ်။မနေ့ရောက်တော့သူစပတာမျိုးကိုရောက်သွားခဲ့ပေမဲ့တစ်ချိန်ကလှပတန်ရှင်းခဲ့တဲ့မျိုးလေးဟာအရင်လိုမဟုတ်တော့ပဲလမ်းတိကြီးတွေပေါ်လာတဲ့အကြောင်းလူသူကင်းမဲ့ပြီးအကျွေးတွေနဲ့ပျက်စီးနေပါတယ်။မြို့ရဲ့ပိုင်ဆိုင်မှုတွေကိုလေလံပစ်တဲ့အခါမှာတော့အက်ဒဝတ်ကမြို့လေးကိုကယ်တင်မှုတစ်မျိုးလုံးကိုဝယ်လိုက်ပါတယ်။သူဟာသူ့ကြောင့်ချမ်းသာသွားတဲ့နော့တာအေးမို့နဲ့အမွာညီမတွေစီကအကူအညီတောင်းခဲ့ပြီးမြို့ကန်တွေကိုပိုက်ဆံမယူပဲဆက်နေခွင့်ပေးခဲ့ကမြို့လေးကိုပြန်လည်ရှင်သန်စေခဲ့ပါတယ်။ဂျနီဖာရဲ့အိမ်ကလွဲလို့ကျန်တဲ့အိမ်အားလုံးကိုသူဝယ်ယူနိုင်ခဲ့ပါတယ်။ဂျနီဖာကသူတို့ရဲ့သဘောတူညီချက်ကိုတန်တရားရှိနေပြီးအက်ဒဝတ်ကသူမရဲ့အိမ်ကိုမဆုံးရှုံးစေရဘူးလို့ကတိပေးပေမဲ့ဂျနီဖာကတော့သူမစိတ်ပြက်နေတာဟာအိမ်ချောင်းမို့ပဲအက်ဒဝတ်အချိန်ကြာကြီးပြောင်းနေခဲ့လို့ပါလို့ဖွင့်ပြောလိုက်ပါတယ်။အဲ့ဒီတော့မှပဲအက်ဒဝတ်ကဒီမျိုးသမီးဟာငငယ်တုန်းကဂျဲနီဆိုတာကိုသိလိုက်ရပါတယ်။ဂျနီဖာကအိမ်ကိုမရောက်မဲ့ညှင်းဆန်နေပေမဲ့အက်ဒဝတ်ကတော့အမြဲတမ်းပြန်လာပြီးဘလူးကြီးရဲ့အကူအညီနဲ့သူမရဲ့အိမ်ကိုပြုပြင်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျန်နီဖာရဲ့အိမ်လေးဟာအရန်ကိုလှပသွားသလိုအက်ဒဝတ်အပေါ်သူမရဲ့ခံစားချက်တွေကလည်းတနေ့တခြားပိုပြီးကြီးထွားလာခဲ့ပါတော့တယ်။ဒါပေမဲ့အက်ဒဝတ်ကတော့သူ့ဇနီးတွေကိုပဲအသက်ထက်မကချစ်တာကြောင့်ဂျန်နီဖာရဲ့အချစ်ကိုညှင်းပယ်ခဲ့ပါတယ်။ဂျန်နီဖာခင်ဗျာရင်ခွဲမတက်ခံစားခဲ့ရပေမဲ့သူမကိုကူညီခဲ့တဲ့အက်ဒဝတ်ကိုကျေးဇူးတင်တဲ့အနေနဲ့မြေပိုင်ဆိုင်မှုစာချုပ်ကိုနောက်ဆုံးမှာတော့လက်မှတ်ထိုးပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့အက်ဒဝတ်ဟာသူဘယ်တော့မှပြန်မလာတော့မဲ့စပတာမျိုးကနေလုံးဝထွက်သွားခဲ့ပါတယ်။ပြစ်စုံပံမှာတော့ဂျန်နီဖာကဝီကိုသူမကအက်ဒဝတ်ရဲ့ပုံမြင်တွေကဇက်ကောင်တယောက်ဖြစ်ပေမဲ့သူနဲ့သူ့အမေကတော့အက်ဒဝတ်ဘဝရဲ့တကယ်အစိပ်ပိုင်းတွေပါလို့ပြောပြပါတယ်။ဝီအိမ်ပြန်လမ်းမှာတော့သူ့အဖေနှလုံးရက်သွားလို့စေယုံတင်လိုက်ရပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။အက်ဒဝတ်ကတော့ငါဆုံးမကြီးရဲ့မျက်လုံးထဲမှာမြင်ခဲ့ရတဲ့တည်ဆုံမှုမျိုးမဟုတ်သေးလို့ဘယ်သူမှစိုးရိမ်မနေချနဲ့လို့ပြောနေသေးပဲဖြစ်ပါတယ်။ဝီဟာသူ့အမေနဲ့ဇနီးကိုအနားယူဖို့အိမ်ပြန်လွှတ်လိုက်ပြီးအဖေဖြစ်သူနဲ့နှစ်ယောက်ထဲကြံရင်ခဲ့ပါတယ်။သူကမိသားစုဆရာဝန်ကိုမေးကြည့်တဲ့အခါမှာတော့ဝီမွေးတုန်းကအဖေဖြစ်သူဟာအလုပ်ကိစ္စနဲ့ခီးထွက်နေလို့အနားမှမရှိခဲ့ကြောင်းနဲ့ငါကြီးဖန်းတဲ့ပုံမြင်ဆိုတာကလည်းလူတွေပြောအောင်လှုပ်ကြံပြောတဲ့ပုံမြင်သက်သက်ပဲဖြစ်ကြောင်းသိလိုက်ရပါတယ်။ညနေပိုင်းမှာတော့အက်ဒဝတ်ရဲ့အခြေအနေကတော်တော်လေးဆိုးလာပါတယ်။သူကစကားတောင်ကောင်းကောင်းမပြောနိုင်တော့တဲ့အတွက်ဝီကိုပဲသူ့ရဲ့နောက်ဆုံးထွက်တဲ့အကြောင်းကိုပုံမြင်ပြောပြခိုင်းပါတော့တယ်။ဝီကအဖေဖြစ်သူဟာစုံမကြီးမျက်လုံးထဲမှာဘာမြင်ခဲ့လဲဆိုတာသူ့ကိုတခါမှမပြောပြခဲ့ဘူးကြောင်းညင်းမိမဲ့အက်ဒဝတ်ကအတင်းပြောပြခိုင်းနေတာကြောင့်ဝီကပဲသူ့စိတ်ကူးနဲ့ဇလန်းကိုစတင်လိုက်ပါတော့တယ်။ပုံမြင်ထဲမှာတော့အက်ဒဝတ်ဟာအားရင်တွေပြန်ပြေးလာပြီးဝီကဝီချဲနဲ့တင်ကဆေးရုံကနေခိုးထုတ်လာခဲ့ပါတယ်။
စီယုံဝန်ထမ်းတွေကလိုက်ဖမ်းမိမဲ့ဆန်နီယာနဲ့ဂျိုးဆက်ဖင်းတို့ကဂျာကနေဝန်တာပေးခဲ့ကြပါတယ်။အရဝက်ကမျက်စိကိုသွားဖို့လမ်းညွှန်နေပြီးလမ်းမှာပိတ်နေတဲ့ကားတွေကိုဘလူးကြီးကားကလမ်းရှင်းပေးခဲ့ပါတယ်။မြေကမ်းသားကိုရောက်တဲ့အခါမှာတော့အရဝက်ဆုံးခဲ့မှုသမျှလူတွေအားလုံးကစီးကြိုနေကြပြီးအားလုံးရဲ့အရဝက်ကိုနှုတ်ဆက်တဲ့ပျော်စရာပါတီပွဲကြီးဖြစ်နေပါတယ်။အရဝက်ကအားလုံးကိုနှုတ်ဆက်ပြီးတဲ့နောက်မြစ်ထဲကိုဆင်းသွားတဲ့အခါဇလန်းအစမှမြင်ခဲ့ရတဲ့ငါးကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားပြီးရေထဲမှာလွတ်လွတ်လပ်ကူးခတ်သွားပါတော့တယ်။တကယ်လက်တွေ့ဘဝမှာတော့အရဝက်ကသူလဲအဲ့ဒီအတိုင်းတရားမှာပါလို့တားဖြစ်သူကိုပြောရင်သူ့ရဲ့ပုံမြင်ပြောရတာဝါသနာပါမှုကိုတားဖြစ်သူကနားလည်ပြီးသွားပြီဆိုတာသိလိုက်ရလို့ကျင်းနဲ့စွာနဲ့ပဲတည်ဆုံသွားခဲ့ပါတယ်။အဖေဖြစ်သူကွယ်လွန်သွားတဲ့အတွက်ဝီဟာဝမ်းနေရတယ်လို့တစ်ဖက်ကလည်းနောက်ဆုံးအချိန်မှာနီးနီးကပ်ကပ်ရှိနေခွင့်ရခဲ့ပြီးအဖေဖြစ်သူရဲ့ကဘာလေးကိုနားလည်ခွင့်ရခဲ့တာကြောင့်စိတ်သက်သာရာရောက်သွားပါတယ်။နောက်ဆုံးမှာတော့အရဝက်ရဲ့စာပနာကိုကျင်းပခဲ့ပါတယ်။အဲ့ဒီမှာအရဝက်ရဲ့ပုံမြင်တွေကဇက်ကောင်တွေဖြစ်ကြတဲ့စက်ကတ်သမားအိမ်မို့9ပေလောက်ရရှိတဲ့ကားမွာညီမဖဲနဲ့ချင်းငွေကြေးကူညီခဲ့တဲ့နော့သားတို့ကိုအမှန်တကယ်တွေ့ခဲ့ရပါတယ်။သူ့ဖေဟာလူတွေကိုပျော်ရွှင်စေခြင်းလို့သာသူ့ရဲ့ငယ်ဘဝအကြောင်းအရာတွေကိုပုံမြင်တပုတ်လို့ချဲကားပြောခဲ့ပေမဲ့အဲ့ထဲမှာမဟုတ်မမှန်တဲ့အလိမ်ညာတွေတခုမှမပါဘူးဆိုတာကိုလည်းဝီတယောက်နားလည်လက်ခံသွားပါတော့တယ်။သူ့ရဲ့တာဦးလေးရလာတဲ့အခါမှာလည်းအဖိုးဖြစ်သူရဲ့ဘဝဆက်ကြောင်းပုံမြင်လေးကိုထပ်တူပြောကြရင်းနဲ့ဇလန်းလေးဟာလှပစွာပြီးဆုံးသွားပါတော့တယ်။